ငါမင်းကိုပြောတာရှိလို့ ဘာပြောမှလဲပြော ငါမင်းရဲချစ်တဲ့ကွာ ချစ်လို့ငမောရကျမကိုချစ်လို့ကြီးစကားပြောရအောင်နှင်းစီပန်အနွမ်းနဲ့တပွင့်နဲ့ရှင်ချစ်လို့ငမောကိုကျမကြိုက်စီရလား အော်ငမွေးမလည်းအသေးလေးပါကွာမင်းလို့ရှိရင်နင်းကြီးပဲခင်းလို့ကိုဖယ်သေးပေးနေကွာမိုက်တယ်ကွာ ရှင်ကျမကိုဒီဘဝမပြောနဲ့နောက်ဘဝထီအောင်မမျော်လင်းနဲ့ဟွန်း ဟာဒီစားလိုက်တော့ကွာ The next day. ကိုကြီး ဘာလဲ တယောက်တည်းပါလေငိုင်းနေရတော့ သိရတော့မလို့သိရတော့မလို့ ဟောဟဲ့လားအဲ့ဒါညီမတဲ့ဟက်ဘဂန်နဲ့ဘယ်ဘက်တိပါဝင်လာခဲ့နော် ညီခဲမပါဝယ်လာပြီမယ် ဟုတ်ပြီ မနောက်ပါနဲ့ဟာဒီမှာငါ့ကတတ်တယ်မလို့ရွေးချုပ်ချရေးတေကောင်းမလားလို့စဉ်းစားနေတာ ဟာကိုကြီးဇွဲချမတင်နဲ့မကောင်းကိုကြီးဇွဲချသေးလေရှားတန်းလန်းနဲ့ကိုကြောက်စရာကြီးပြီးတော့အော်မတည့်ရဲ့လူတွေကဒီကောင်ကရှားထုတ်ပြနေရဆိုပြီးတော့အားရဝိုင်မသားနှခနာမယ်နော်ကိုကြီး အဲ့လိုမတော်တော့နှခါနာအောင်မယ် ဒါပေါ့ကိုကြီး အဲ့ဆိုရီတဲ့ထုတ်ကြပြီးသိမှာဟာ ဟာကိုကြီးရေထဲမခုတ်ချနဲ့ကိုကြီးရေထဲခုတ်ချလေကိုရေထဲမှာဘောလုံးနဲ့ငါးတွေကကိုတော့လိုက်ဒီတော့လိုက်ကိုတော့လိုက်ဒီတော့လိုက်နဲ့ကိုကြီးမကောင်းဘူးကိုကြီးပြီးတော့ရေထဲမှာဘောလုံးကြီးတင်နေကိုကြီးကကိုတော့လုံးကြီးလေအဲ့ဒါဆိုတော့လူတွေကဝိုင်းကြည့်ကိုကြီးမသားရှစ်စရာကြီးနော်ကိုကြီး အေးဟုတ်တယ်မသားစစ်တယ်မသားစစ်စီရည် ဟုတ်တယ် အဲ့ဒီငါဘလို့သေးကောင်းမလဲမသိဘူးဘလို့သေးကောင်းမလဲ နေပါဦးကိုကြီးဘာလို့အဲ့လိုသိချင်နေရ ဒီလိုဟာ อืม ကိုကြီးကြိတ်နေတဲ့ကောင်းမလေးရလေ อืม ကိုကြီးကငမွဲမိုးလို့စီရဲသားမိုးလို့တဲ့ပြန်မကြိုက်ဘူးမင်းမချစ်တဲ့လောကမှာကိုဘဝအတိတ်ပဲမဲ့ဥပိ္ပခရဲ့တိမ်များနောက်ထပ်တစ်ခါဟမ် ကိုကြီးညီမလေးတစ်ချင်းလာဆိုပြနေရ อ๋อမဟုတ်ပါဘူးဟာရောင်သွားလို့ပါကိုမချစ်တဲ့လောကမှာကိုမနေချင်ဘူးကိုတတ်နေချင်နေပြီတော့ဘလို့သေးကောင်းမလဲလို့ကစဉ်းစားနေတာအခုက ကိုကြီးကမွေးနေလို့ तू ကပြန်မကြိုက်တာမလားဒါဆိုကိုကြီးကစူးစမ်းရမယ်လေကိုကြီးချမ်းသာအောင်လို့ तू ပြန်ချိတ်မှာပေါ့ကိုကြီးရဲ့အဲ့ဒါကိုကြီးကစူးစမ်းပြရမယ်လေချမ်းသာအောင်လို့မှ तू ကပြန်ချိတ်မှာလေကိုကြီးရဲ့ ဟာဟုတ်တော့ပဲ ဟုတ်တယ် ကိုကြီးအလုပ်စူးစမ်းပြီးပတ်ဆက်ရှိလိုက်ရင် तू ပြန်ကြိုက်မှသိချတယ် ဒါပေါ့ ဟုတ်ပြီအဲ့ဆိုရင်ကိုကြီးစူးစမ်းတော့မယ် စူးစမ်းကိုကြီး မင်းမရက်တော့တယ် ဟုတ်တယ် ကြီးစုရဲ့မကြီးကိုကြီးမိမရတော့မယ်ဟေး ကိုကြီးချောင်းပါလားမသိပါဘူး 2,000 years later. ကိုကြီးကိုညင်းရဲ့ကောင်းမလေးလို့ရှိရင်ပြတ်သွားမယ်ကွာ ချိတ်လူစမ်းတော့ကယ်ရီကပြုံးနေဗျာ ဟောမိသွားရဲ့ဗျာဘယ်တော့လဲ 3000 3000ယော9000လိုက်လိုက်ကျန်ပဲလေလို့ဗျာ ဟာအရန်ချစ်တယ်ဗျာ ဟုတ်ပြီ bro ဒိုးတော့ โอเคဗျာအဆင်ပြေပြီ ဟာလေ ဒီမှာမင်းကလေးမင်းကိုမမိတာတော့မသိဘူးတချင်ကမင်းနေရဲ့ငမွဲစီသူဆိုရဲကောင်းလေအခုငါနေထားရပြောင်းသွားပြီမတနာလဲတော့ချမ်းသာပါပြီကွာမင်းကချစ်ခွက်ပြန်ပြီးလက်ပန်းတာဘလို့နေရဲ့ ရှင်ရဲ့စူးစမ်းတဲ့စိတ်တက်တော့ကျမလေးစားပါတယ်ဒါပေမဲ့ကျမရှင်ကိုလုံးဝပြင်မကြိုက်နိုင်ဘူး ဟာဘာဖြစ်လို့လဲဒီမှာလေငါချမ်းသာပါပြီငါနေထားရပြောင်းသွားပြီ ရှင်ကမအားမနာတမ်းပဲပြောလိုက်မယ်ရှင်ကစောက်ရမ်းသားမဲလို့ အဲ့လိုကြတော့လေညီမလေးကမကူညီတတ်တော့ဘူးနော် ဒီတစ်ခါငါညီမလေးမမအောင်အငယ်မမအောင် ဟုတ်တယ် အဲ့ကောင်မလောလား ဟမ် အဲ့လို ကိုကြီး